ချိန်ပြည့်သွားပြီဆိုတော့ကျွန်တော်ဖြုတ်လိုက်တော့မယ်ဒါဆိုရင်ကျွန်တော်အခုဒီနေ့တာအတွက်ပြီးသွားပြီပေါ့နော်အဲ့တော့မနေ့ပြန်ကကျွန်တော်ကြောင်းတက်ရမှာဆိုတော့ကျွန်တော်ကဒါကျွန်တော်ရဲ့ Sunday မှာလုံးလေးလောက်ထားရှိရတာပေါ့ဒါဘာမှတော့ထူးခြားနေတဲ့ဟာတော့မဟုတ်ပါဘူးအဲ့တော့ကျွန်တော်မနေ့ပြန်မနေ့ကနေစပြီးတော့ကျွန်တော်လုံးလေးရှိတဲ့ routine တွေကိုကျွန်တော်စက်တိုက်ရိုက်သွားမယ်အဲ့တော့အားလုံးမနေ့ပြန်မှာပြန်တွေ့ပါမယ်ဒီခါတော့တကယ် good night ပါအားလုံးပဲ bye bye ပြန်တွေ့မယ်နော်အားလုံးပဲ good morning ပါကျွန်တော် Norway ပေါ့နော်အခုကိုရီးယားမှာ9နာရီခွဲရှိနေပြီအဲ့တော့ကျောင်းသွားဖို့အတွက်ပြင်ရစီရမယ်မျက်နှာသက်သွားတိုက်ပါညာအကုန်လုံးကောက်အောင်ပါဆိုတော့ကြတော့ကျွန်တော်အဲ့လေးလုပ်ပြီးပြန်လာခဲ့ပါမယ် bye ကျွန်တော်အခုဆိုရင်သွားဖို့အတွက်အစင်းတင်နေဖြစ်နေပြီလို့ပြောလို့ရရပါတော့မနေ့ကတိတ်မအိတ်ထားတော့မျက်လုံးတော့နည်းနည်းလေးတီးခံမိကြည့်ပါဒါပဲကျွန်တော်ဘာမှထူးကြတော့မဝတ်နေဘူးပြီးရင်ကျွန်တော်laptop ထည့်ဖို့လိုပဲပြီးတော့ရေတံဘူးတွေနည်းနည်းစီးရမှာနော်coffee ထည့်သွားမယ်ပိုရောက်တော့မှကျွန်တော်ရေဝင်းနဲ့တော့တောက်မယ်နော် maybe 3ထုပ်တော့ကနေကြိုင်အောင်မယ်ပြီးရင်ကျွန်တော်laptop ဒီထည့်မယ်ပေါ့ဒါတော့ကြောင်းတော့ရင်ကျွန်တော်လုံးနေကြပါပြီတော့ဘာမှတော့ထူးဆန်းလို့တော့out of the coffee. Card if you want, man. Around the middle here. Yeah, now you're more salmon. It's an RP. If you want to chairman, made on the charger you have. Yeah, I'm a shiro. Oh.ထဲမှာထီးလဲပါတယ်တခါလေးကမိုးကြီးပါရွာနေလို့ရှင်လဲကျွန်တော်တခါလေးဟောပြလို့ရတယ်စိုးရင်ကြာ
ရပါပြီโอเคကျွန်တော်ဖနက်လေးစီးပြီးသွားပြီအဲ့တော့အားလုံးပြင်ဆင်ပြီးသွားပြီဆိုတော့ကျောင်းသွားဖို့ ready ဖြစ်ပါပြီအဲ့တော့ကျောင်းကနေပြီးတော့ကျွန်တော်အိမ်ကနေပြီးကျောင်း25မိနစ်နိုင်ဝက်ဝန်းကျင်လောက်လမ်းလျှောက်ရပါအခု8နာရီခွဲဆိုတော့ကျောင်း9နာရီဝန်းကျင်လောက်ရောက်မှာပေါ့လေဒါကတော့အားလုံးတူတူသွားကြရအောင်